အားလုံးပဲမင်္ဂလာပါ GoBest United ရဲ့ Facebook TikTok နဲ့ YouTube Channel တွေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Manchester United အသင်းရဲ့ကစားသမားလေးKobbie Mainoo နဲ့ပတ်သက်တဲ့ transfer news တွေတက်လာရပေါ့ Kobbie Mainoo ကလက်ရှိနီးပြအမော်ရင်ရဲ့အောက်မှာပေါ့เนาะကစားချိန်နေပါပြီးတော့ဒီပေါ်ထွက်ခွင့်မရရှိတဲ့အပေါ်မှာသူ့အနေနဲ့မပျော်ရွှင်ဖြစ်နေရဆိုတဲ့သတင်းတွေထွက်လာတယ်ဆိုတော့သူ့ကိုလက်ရှိအခြေအနေမှာလဲစောင့်ကြည့်နေတဲ့အသင်းတွေရှိတယ်ဒီ Aston Villa တို့ Newcastle တို့ပြီးလို့ရှိရင် Barca တို့ Real တို့စတဲ့အသင်းတွေကနေပြီးတော့စောင့်ကြည့်နေပေမဲ့လဲလက်ရှိချိန်မှာတော့သူ့ကိုလာရောက်ပြီးတော့တရားဝင်ဆက်သွယ်ပြီးပြောဆိုတာတော့မရှိဘူးဒါပေမဲ့လက်ရှိမှာတော့ပြောင်းရွှေ့တာဝန်ရှိသူတွေဆက်သွယ်ပြီးပြောဆိုတာအသင်းတော့ရှိတယ်အဲ့ဒီအသင်းကတော့လက်ရှိကျွန်တော်တို့ရဲ့ဒီ White Land သွားရောက်ပြီးတော့ဒီအငှားကစားနေတဲ့ Napoli အသင်းပဲဖြစ်ပါတယ်ဆိုတော့ Kobbie Mainoo ကလက်ရှိမှာမပြောမရှင်းဖြစ်နေတဲ့အနေအထားနေဒီဆက်လက်ပြီးတော့ပွဲထွက်ခွင့်မရဘူးဆက်ပြီးတော့ဒါကစားခွင့်အချိန်နေပါမယ်ဆိုလို့ရှိရင်တော့လာမယ့်ဇန်နဝါရီအပြောင်းရွှေ့မှာတော့သူ့အနေနဲ့ဒီအငှားပဲထွက်ကစားမလားဒါမှမဟုတ်ရှင်အပြည့်တက်ပြောင်းရွှေ့မလားဆိုတော့ဒီ transfer တရက်တော့ဖြစ်ပေါ်လာနိုင်မယ်လို့တော့သတင်းတွေမှာတုံ့တက်နေတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ Kobbie Mainoo ကလက်ရှိအချိန်မှာဆိုရင် Manchester United အသင်းရဲ့ဒီ center midfield ရောက်ဖြစ်တယ်လက်ရှိသူ့ရဲ့နေရာမှာဆိုလို့ရှိရင်ကစားနေတာက Bruno Fernandes ပေါ့နော် Bruno Fernandes ဆော့နေတဲ့အနေအထားမှာသူ့အနေနဲ့လုံးဝပွဲထွက်ခွင့်မရဘူးဆိုတာလည်းအဓိကနီးပြနဲ့ကစားကွက်ကြောင့်လည်းဆိုင်တယ်ပေါ့နော်ကစားကွက်ကဆိုလို့ရှိရင်လည်း3-4-2-1ဖြစ်တဲ့အတွက်သူ့ရဲ့ CMF နေရာမှာ Bruno ပဲပွဲထွက်ခွင့်အများနဲ့ဖြစ်နေတယ်သူ့အနေနဲ့ဒီလူစားလဲကစားသမားအဖြစ်တာလက်ရှိအရန်ကုန်မှာပဲအချိန်ကုန်နေတာပေါ့နော်ဆိုတော့ဒီအချိန်တွေသူကမပြောမရှင်ဖြစ်နေတဲ့အကြောင်းမလို့လာမယ့်ဇန်နဝါရီအပြောင်းရွှေ့ကာလမှာအသင်းပြောင်းရွှေ့နိုင်တယ်ဆိုတော့သတင်းတွေထွက်ပေါ်လာနေရလဲဖြစ်ပါတယ်နောက်ထပ် Kobbie Mainoo လိုပဲ transfer news တက်လာတာကတော့ကျွန်တော်တို့ရဲ့တိုက်စစ်ကစားသမား Zizzi ပဲဖြစ်ပါတယ်။ Zizzi ကလည်းလက်ရှိ Premier League ပွဲစဉ်တွေမှာကွန်ညာနဲ့ဒီ Sesco ရဲ့နောက်မှာအရန်လူစားဝင်စားသမားဖြစ်ဒါကုံဆုံးနေပြီးတော့သူ့အနေနဲ့ပွဲကစားချိန်နဲပါမှုပေါ်မှာအနှဲငယ်ဒီစိတ်အားငယ်ပြီးတော့လာမဲ့ဒီ transfer window ဇန်နဝါရီအပြောင်းရွှေ့မှာဆိုလို့ရှိရင်ကစားခွင့်ပုံမူရရှိတဲ့ပွဲထွက်ခွင့်ပုံမူရရှိမဲ့အသင်းတစ်သင်းကိုပြောင်းရွှေ့နိုင်တယ်ဆိုပြီးတော့စဉ်းစားနေတယ်ဆိုပြီးတော့ဒါသတင်းတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်ဆိုတော့ဒီ Zizzi ကို Kobbie Mainoo ရောတကယ်လို့ဒါ transfer window မှာငှားထွက်ကစားတာဖြစ်ဖြစ်ပြောင်းရွှေ့သွားခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Manchester United အသင်းကတော့စိုးရိမ်စရာအခြေအနေတစ်ခုကိုရောက်ရှိသွားမယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ဒီတကယ်လို့တိုက်စစ်မှု Sesco ဒါဒဏ်ရာရရှိခဲ့တယ်ဆိုလို့ရှိရင်လက်ရှိ White Land ကလည်းအငှားထွက်ကစားနေရဲ့ပုံမှာလူစားတိုက်စစ်မှုဆိုလို့ကွန်ညာနဲ့ Zizzi ဒါရှိတယ်ပြီးလို့ရှိရင်ကွေးလက်မှာဆိုလို့ရှိရင်လည်း Bruno ဒါတကယ်လို့ဒဏ်ရာရသွားဆိုလို့ရှိရင်လူစားအမြဲတမ်း first line နဲ့အတွက်ကကြတော့ Kobbie Mainoo ပဲရှိမယ်ပေါ့နော်ဆိုတော့တကယ်လို့ဒါထားပါတော့သူတို့အနေနဲ့ပြောင်းရွှေ့သွားမယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးဒီကစားသမားအင်အားဖြစ်တည်မှုတွေကိုပြန်လည်ပြုလုပ်မလဲဆိုတော့စိတ်ဝင်စားစရာကောင်းတယ်နောက်တစ်ခုကလက်ရှိမှာဆိုလို့ရှိရင်ပြောင်းရွှေ့သတင်းတရက်အနေနဲ့က Manchester United အသင်းကပြီးခဲ့တဲ့နွေရာသီမှာဒီချင်းကက်ခဲ့ဘူးတဲ့ဘုံမောက်အသင်းက Antonio ဒီ Semenyo ကိုပဲဒီတိုက်စစ်မှာပြန်လည်ဖြစ်တည်မှုတွေခေါ်ယူမလားဆိုတာကတော့လေသတင်းတွေထွက်ပေါ်နေပေမဲ့တရားဝင်ချင်းကက်မှုတွေမပြုတ်လို့ရသေးတဲ့အတွက်ကျွန်တော်အနေနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီထွက်ပေါ်နေတဲ့ပြောင်းရွှေ့သတင်းတွေအပေါ်မှာညီကိုရဲ့အမြင်ကို comment မှာရေးခဲ့နိုင်ပါတယ်ဆိုတော့ကြည့်ရှုအားပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်